Hello ဘုရားမဘော channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်မနေ့ကတော့ချန်ပီယံလိပွဲစဉ်တွေပွဲကြိုသုံးသက်ခဲ့တဲ့ဗီဒီယိုမှာတော့ကျွန်တော်အပေါင်းပြခဲ့တယ်လို့ပြောလို့ရပါတယ်အခုဒီညယူရိုပါလိပွဲစဉ်9ပွဲရွေးချယ်ထားပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ဘုရားမဘော channel ကို subscribe မလုပ်ကြသေးဘူးဆိုရင် subscribe လုပ်ပြီးတော့ဘေးနားက modi ခေါင်းလုံးလေးကိုနှိပ်ထားလိုက်ပါဒါမှဘုရားမဘော channel ကနေဗီဒီယိုအသစ်တွေတင်တဲ့အခါတိုင်းတက်လာမှာဖြစ်ပါတယ်Okay အရင်ဆုံး Dynamo Zagreb နဲ့ Real Betis တို့ရဲ့ပွဲစဉ်ကိုပွဲကြသုံးသက်ပေးကြပါတယ်ဒီပွဲကတော့ည7:15မိနစ်မှာရှင်မြန်ကစားမှာပွဲပါအဲ့တော့အဆင့်22က Dynamo Zagreb ကဒီယာဒီအိမ်ကွင်းမှာပဲစပိန်အသင်းတစ်သင်းဖြစ်တဲ့ Celta Vigo ကို3-9ပြတ်နဲ့ရှုံးလိုက်တာတွေ့ရပါတယ်အဆင့်9နေရာကတော့ Real Betis ကတော့16သင်းစစ်တဲ့တက်နိုင်မှုအခြေအနေကောင်းနေတဲ့အနေထားပါအခု Betis ကပြိုင်ပွဲအဆင့်နောက်ဆုံးဥရောပအဝေးကွင်း9ပွဲစလုံးမှာလည်းမရှုံးမဲနဲ့4ပွဲနိုင်တာတွေ့ရပါတယ်အခုအဝေးသင်း Real Betis က level 80ဆိုတဲ့ပေါက်ကြီးပေါက်ပါတယ်အဲ့တော့ Dynamo Zagreb အိမ်ကွင်းမှာ Real Betis မရှုံးနိုင်ဘူးလို့ထင်တဲ့အတွက်ကြောင့်မို့ Real Betis body ရွေးချယ်လိုက်ပါတယ် Okay နောက်တစ်ပွဲကတော့ Young Point နဲ့ Line တို့ရဲ့ပွဲစဉ်မှာဒီပွဲစဉ်ကလည်း7:15မှာရှင်မြန်ကစားမဲ့ Europa League ပွဲစဉ်မှာ6枚ရတဲ့ Young Point ကမျော်လင့်လို့ရသေးပေမဲ့လက်ရှိရလက်ကောခံစစ်ပါရုန်းကန်နေရတဲ့အနေအထားဖြစ်နေပါတယ်ကိုမသာရသေးတဲ့ line လေးကတော့ပြိုင်ပွဲဆောင်၄ပွဲဆက်အနိုင်နဲ့တူပုံစံကောင်းရပြီးတော့ချင်မှန်နေတော့ဗျာဟိုနောက်ဆုံး၃ပွဲဆက်ကိုလည်းဂုံမပေးရတဲ့ line လေးရဲ့ခံစစ်ကတော့တကယ်အားရစရာပါအခု within line လေးက1+40ဆိုတဲ့ပေါက်ကြီးပေါက်ပါတယ်ရန်ပွိုင်းကို line လေးနဲ့အနည်းဆုံးတကိုးအပြက်နဲ့နိုင်မယ်ထင်တော့ကြောင့် line လေး body ရွေးချယ်လိုက်ပါတယ် Okay နောက်တစ်ပွဲကတော့ Prime Fan နဲ့ Sepat တို့ရဲ့ပွဲစဉ်မှာအဆင့်၄နေရာက Prime Fan ကဒီရတဲ့ Europa League မှာအင်ကွင်းကန်ရတဲ့နှစ်ပွဲစလုံးကိုနိုင်ထားပါတယ်လက်ရှိမှာ Prime ကပြိုင်ပွဲဆုံးနောက်ဆုံးအင်ကွင်း၄ပွဲဆက်နိုင်ထားတယ်လို့ Prime အခြေစံက Europa League မှာအရင်ကောင်းနေတယ်ပေါ့ဗျာသုံးမသက်ရသေးတဲ့ Sepat ကတော့ဒီရတဲ့ Europa League မှာဝကွန်းကန်ရတဲ့နှစ်ပွဲစလုံးကိုအနည်းဆုံး2ပြည့်တွေနဲ့ရှုံးနေတာတွေ့ရပါတယ်အခု Ancient Prime က1.50ဆိုတဲ့ပေါက်ကြီးပေါက်ပါတယ် Prime ရဲ့အိမ်ကွင်းမှာ Prime အနေနဲ့ Sepat ကိုအနည်းဆုံး2ပြည့်နဲ့နိုင်မယ်ထင်တော့ကြောင့် Prime body ရွေးချယ်ပါတယ်Okay နောက်တစ်ပွဲကတော့ Basel နဲ့ Aston Villa တို့ရဲ့ပွဲစဉ်မှာ Basel က6မှတ်ပဲရသေးပေမဲ့အဲ့ဒီအမှတ်တွေကိုအိမ်ကွင်းကန်တဲ့နှစ်ပွဲစလုံးမှာရခဲ့တာပါအဲ့တော့အိမ်ကွင်းကောင်းတဲ့ Basel ပေါ့ဗျာ Villa ကတော့9ပွဲမှာ4ပွဲအနိုင်ကြောင်းအဆင့်3နေရာမှာရပ်တည်နေပါတယ်ဒါပေမဲ့ Villa ကအခုနောက်ပိုင်းဝေကွင်းပွဲတွေမှာဂိုးတွေပြန်ပေးနေတာတွေ့တယ်ဗျာအခုဂိုးပေါင်းသေးက3လုံးနှုတ်10ဆိုတဲ့ပေါက်ကြီးပေါက်တော့ကြောင်းဒီပွဲစဉ်မှာကျွန်တော်ဒီနှစ်သင်းစလုံးကိုဒါအပြန်အလှန်ဂိုးတွေသွင်းကြမယ်ထင်တော့ကြောင့် Basel နဲ့ Aston Villa ပွဲကိုတော့ဂိုးပေါင်းအပေါ်ရွေးချယ်ပါတယ်Okay နောက်တစ်ပွဲကတော့ Celta Vigo နဲ့ Bologna တို့ရဲ့ပွဲစဉ်မှာဒီပွဲက2:30အချိန်မှာရှင်မြန်ကစားသွားမယ် Europa League ပွဲစဉ်မှာအဲ့တော့သူတို့ကြားမှာတမတ်တော့ကွာပေမဲ့ Celta Vigo ကအဆင့်10မှာရပ်တည်နေပြီးတော့ Bologna ကတော့အဆင့်18မှာရပ်တည်နေတာတွေ့ရပါတယ်ဒီရတဲ့ Europa League က Celta Vigo ရဲ့9ပွဲမှာ4ပွဲကအပြန်အလှန်သွင်းဂိုးတွေရရှိထားတာတွေ့ရပါတယ်Bologna ရဲ့နောက်ဆုံး4ပွဲစလုံးမှာလည်းအပြန်အလှန်သွင်းဂိုးတွေရှိထားပါတယ်ဟိုဂိုးပေါင်းသေးကနှလုံးနှုတ်85ပေါက်တဲ့ကြီးကိုကြည့်ပြီးဒီဘက်မှာတော့ကျွန်တော်ဂိုးပေါင်းကိုထည့်ရွေးချယ်ပါတယ် Celta Vigo နဲ့ Bologna body မရွေးပါဘူးဂိုးပေါင်းပေါ်ကြိုက်ပါတယ် Okay နောက်တစ်ပွဲကတော့ Celtic နဲ့ Roma တို့ရဲ့ Europa League ပွဲစဉ်မှာဒီပွဲလည်း2:30အချိန်မှာရှင်မြန်ကစားတော့မှာပါနမတာကွာတဲ့ Celtic က Roma ပါရှုံးထွက်အဆင့်ကိုတက်ရောက်ဖို့အတွက်ရုန်းကန်ရအောင်ပါနီးပြပြောင်းလဲတဲ့ Celtic ကတော့အင်ကွင်းမှာတော့ပုံစံကောင်းရနေတဲ့အသင်းပါဗျာRoma ကတော့ဝေကွင်းဆိုလို့ရှိရင်ခံစစ်ကိုအဓိကဦးစားပေးပြီးကစားတာတွေ့ရပြီးတော့ဂိုးပေါင်းအောက်တာများပါတယ်အခုဂိုးပေါင်းသေးကနှလုံးအနှုတ်100ဆိုတော့ဒီပွဲစဉ်ကိုလည်းကျွန်တော်ဂိုးပေါက်အောင်ရွေးချယ်ပါတယ် Okay နောက်တစ်ပွဲကတော့ Line Lee နဲ့ Goal Ahead Angle တို့ရဲ့ပွဲစဉ်မှာကျွန်တော် Goal Ahead Angle လို့ပဲတင်ထားတယ်ပေါ့ဗျာ9ပွဲမှာ4ပွဲနိုင်တဲ့ Lion ကအမပေးစရာကိုဥဆောင်နေတဲ့အသင်းဖြစ်ပါတယ်ဒီပြင်းသင်းကလပ်ကဒီရာသီ Europa League အိမ်ဝင်2ပွဲစလုံးကိုအနည်းဆုံး2ဂိုးပြတ်တွေနဲ့နိုင်ထားတာတွေ့ရပါတယ်6မှတ်သာရသေးတဲ့ Goal Ahead Angle ကတော့နောက်ဆုံးဝေကွင်း9ပွဲမှာ4ပွဲရှုံးနေထားတဲ့အသင်းပါအခု Lion နဲ့ကန်မှာပါ Lion ရဲ့အိမ်ကွင်းမှာကန်မှာပါပေါက်ကြီးကတော့ Ancient Lion ကနှလုံးအပေါင်း25ဆိုတဲ့ပေါက်ကြီးပေါက်ပါတယ်Lion အနေနဲ့အိမ်ကွင်းမှာအနည်းဆုံး2ဂိုးမကသွင်းနိုင်မယ်ထင်တဲ့ကြောင့်မို့ဒီပွဲစဉ်ကတော့ Lion body ကိုရွေးချယ်လိုက်ပါတယ်အားလုံးကန်ကောင်းကြပါစေနောက်ဗီဒီယိုဖိုင်မှာပြန်လည်ဆုံတွေ့ပါမယ်